ကစားဝါသနာရှင်များအားလုံးပဲမင်္ဂလာပါလို့စပေါ်ရဲ့ကျူးရှင်တွေမှတို့ထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့စပေါ်ရဲ့ကျူးရှင်တွေဆိုရင်ဖြင့်အားကစားတဲ့နဲ့ဝန်ချန်ပီယံရှိ UFC Fighter တဲ့တွေကိုရှာဖွေစုစည်းကတင်ဆက်ပေးလျက်ရှိပါတယ်ကျွန်တော်ရဲ့စပေါ်ရဲ့ကျူးရှင်တွေကိုအားပေးရှင်ဆိုရင်တော့ Subscribe လုပ်ပြီးတော့ Notification ခေါင်းလေးကိုတကြိမ်နှိပ်ပေးတော့ဖို့မိတ်ဆွေများကိုဖိတ်ခေါ်လိုက်ရပါတယ်နေ့စဉ်နေ့တိုင်းပြောင်းလဲနေတဲ့အားကစားတဲ့တွေနဲ့ဝန်ချန်ပီယံရှိ UFC Fighter တဲ့တွေဖြစ်ပါတယ်စုမှုဇော်ရဲ့ခွန်ခမာခဘက်လူပွေစီမင့်တရဲ့အဆုံးဖြတ်လ30နှစ်တရဲ့ညထိုးသက်ရမယ်လို့သိရပါတယ်ဗျာကမ်ဘောဒီးယားခြေစမြန်မာဖိုက်တာစုမှုဇော်ပါဝန်ချန်ပီယံနေသည့် IPCC 63ကီလိုခွေပက်လေဘလူပွေစီမင့်တရဲ့အုပ်စုအဆုံးဖြတ်ပွဲကိုတော့မေလ30နှစ်တရဲ့ညနေ6နာရီခွေလောက်မှာစတင်ထိုးသက်ရမှာလို့သိရပါတယ်စုမှုဇော်ဟာအခုပွဲမှာခမာဖိုက်တာရစ်တိုင်းဖို့ဖက်နဲ့ရင်ဆိုင်ထိုးသက်မှာဖြစ်ပြီးစုမှုဇော်ကရှေ့နှစ်ပွဲမှာလည်းပဲတပွဲနိုင်တပွဲရှုံရလက်ကိုရရှိထားတဲ့အတွက်အခုပွဲနေရင်တော့စီမင်းဖိုင်နေတက်ရမှာဖြစ်ပြီးတော့ရှုံးရင်တော့ခပတ်လူပွဲကထွက်ရမှာဖြစ်ပါတယ်ဗျာစုမှုဇော်တော့ကဒီပွဲကလည်းအရေးပါတဲ့ပွဲလို့ဆိုရမှာပဲဖြစ်ပါတယ်ရက်တိုင်းဆိုဖက်ကလည်းပဲပြီးခဲ့တဲ့ဒုတိယပွဲဆိုင်မှာစုမှုဇော်အမှတ်နဲ့ရှုံးခဲ့တဲ့တိုင်ဖာရက်ကိုအမှတ်နဲ့ရှုံးခဲ့ပြီးပထမပွဲကိုအနိုင်ရရှိထားတဲ့အတွက်စုမှုဇော်နဲ့ရက်လက်တူနေပါတယ်စုမှုဇော်တော့ခပတ်လူပွဲဆိုင်တွေးဆိုင်ပါဝင်နေတဲ့ဒီနေ့ညပွဲမှာတော့အစတုံးကမြန်မာဖိုက်တာအေးမွင်လေးနိုင်ငံခပတ်လုပွဲနှွှေးဖို့ရှိပေမဲ့လည်းပဲအစင်မပြေမို့ရှိုးကြောင်းပွဲပြတ်တယ်လို့သိရပါတယ်ဗျာတနင်္ဂနွေနေ့ညနေ6နာရီခွေးမှစမိခုပွဲကတော့တောင်ဖူ HD ကနေပြီးတော့လေထုတ်လွှင့်ပြတ်သားမယ်လို့မိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်ဗျာစုမှုဇော်တယောက်ကတော့ခမာဘိုလုပွဲမှာအနိုင်ရက်လက်များကိုရရှိပိုင်ဆိုင်နိုင်ဖို့လေမိတ်ဆွေများကိုအသိပေးလိုက်ရပါတယ်ဗျာနောက်တစ်ခါမှလည်းပဲမဲလာ29ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မှာပြုလုပ်ကျင်းပခဲ့တဲ့ One Friday Fight 50နောက်ခွန်အေးကက်ရှင်ဝိတ်မွေးထိုင်ပြင်ဝတ်တွေကရင်ဖိုက်တာမိုးထအောင်ကဂျပန်ဖိုက်တာတိုမာယိုမကိုအလေးထိုးနဲ့အနိုင်ရရှိခွေးပြီးတော့ဘက်ငွေ3သိန်းခွေးပါဆွတ်ခုခဲ့တာပဲဖြစ်ပါတယ်ဂျပန်ဖိုက်တာကိုလက်သီးနဲ့ပွဲသင်းအနိုင်ယူခဲ့တယ်လို့ကျွန်တော်ဂုဏ်ယူပါတယ်ပထမဆုံးရတဲ့ငွေကြေးနဲ့ကျွန်တော်ရဲ့အမရဲ့နှလုံးခွေးစိတ်ကူးတာပေးရှင်တယ်လို့ဆိုလာတာပဲဖြစ်ပါတယ်အမကိုစိတ်ကူးတာပေးရှင်တယ်အနိုင်ရအောင်ကြိုးစားခဲ့တာပါလို့ပြောလာတာပဲဖြစ်ပါတယ်ကရင်လက်ဝဲဖိုက်တာမိုးထက်အောင်ကပြောလာတာပဲဖြစ်ပါတယ်ဗျမိုးထက်အောင်ဟာ One Friday Fight ရဲ့ပထမဆုံးပွဲဥထွက်မှာဘက်3သိန်းခွေပိုင်ပြီးတော့အထောက်လှခဲ့တဲ့မိုးထက်အောင်ပဲဖြစ်ပါတယ်ယူရလက်ဝဲကျော်မိုးထက်အောင်ဟာ One Friday Fight 50ခွန်မှာ9ထက်အရက်အမောင်းရေရှီတာလွန်ကောင်းမွန်တဲ့ဂျပန်ဖိုက်တာကတိုမိုယာနဲ့ရေဆိုင်ထိုးသက်ရပါတယ်တိုမိုယာကတော့ရှီဒန်လက်တန်ရှိသလိုကစ်ဘောက်ဆင်လောကမှာလည်းပဲအတိုင်းတာတစ်ခုအထိတင်လေခဲ့မှုတဲ့ခဘက်ရက်ခဲ့ဖူးတာမိုးထက်အောင်ဆိုတဲ့အရက်ပူပူလေးကောင်းလေးသေးသေးဖိုက်တာလေးကိုအထင်သေးတဲ့ပုံစံပါပဲကျိုးဝင်းဘော်ကဆက်ထွက်ကလေးကလည်းပဲဆုံးကျော်နဲ့တကယ်ဆရာကြီးစတိုင်နဲ့ပါပဲတကယ်တမ်းဆိုရင်လည်းပဲထိုးသက်တော့လည်းပဲချုပ်တူးတွေရှီကန်ချက်တွေနဲ့မိုးထက်အောင်ကိုတော်ဖိအားပေးနိုင်ခဲ့ပါတယ်ဒါမဲ့လည်းပဲမိုးထက်အောင်ရဲ့ဝိုက်လက်သီးတွေတစ်ချက်အရှင်ကိုင်ပြည့်ဝန်းထိုးတဲ့လက်သီးချက်တွေနဲ့ဂျပန်ကစ်ဘောက်ဆင်ဖိုက်တာကြီးကိုတတိယအရှိမြောက်မှာတော့ဖန်ထိုင်လေးကြစေပြီးတော့ရှုံးရလက်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။သုံးရှိမြောက်မှာလည်းပဲအလေးထိုးနဲ့အနိုင်ရရှိခဲ့တဲ့အတွက်မိုးထအောင်အပိုစုဘက်ငွေ3သိန်းခွေကိုရရှိပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။မိုးထအောင်ရဲ့ပထမဆုံးဝမ်ပွဲမှာကတော့တာထွက်လှခဲ့သလိုဝမ်ပွဲကလူကြီးကလည်းပဲအရန်ကြိုက်စေခဲ့ပါတယ်။ဒီထက်သာပြီးတော့လေအောင်မြင်နိုင်ကြပါစေလို့ကျွန်တော်ရဲ့ sport ကျူးရှင်တွေကမျှဝေပေးလိုက်ရပါတယ်ဗျာ။